အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဒီကိုရဲ့ project ကြီးဆိုကိုအယောင်မရှိတော့ပန်းတပွင့်ဆိုတော့ပုံမြင်လေးကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်ဒါကြောင့်မလို့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ်ရှင်ဗီဒီယိုလေးမစတင်ခင်မှာဒီပုံမြင်လေးကိုကြည့်ပြီးတော့ပေါ့နော်တင်ရဆိုင်နေကြပါစေလို့ကိုကတော့ဒီမှာတောင်းပေးလိုက်ပါရှင်ဒါဆို let's go 张大妹，张大妹，阿姐找我做难下面的，我慢慢的，明年哎，离你路弯得干到，眼皮里出大的头爱，眼有了啥气？我真是讲对是呀，大哥，我谁来呢？得来是。啦啦啦。มีปล่อยเซ็งๆอย่างนี้นะเต้เหมือนจะบุชัดไปเต้ชัดไปอะมาเลยตีหาไอ้เนี่ยตีจะสิผูกปมมาจังหวะเดียวเราตัวนี่ดิมันโน่ยากหาน่าเชื่อนี่ดิจ้ะตะขาเด้งลงนี่จ้ะงาบลูป้ามาเลยเต็กตัวโตเลยเต็กตัวเต็กเขียထောင်တော့မကြောက်စိတ်ချငါပြောနေတော့ကောင်းမရောက်ပြီလားမသိသူပြန်တော့မလောက်ပါလောက်အောင်ပညာပေးပြရမှာဟဲ့သားဟဲ့လူသားညမမြင်လားအောင်မေနင်တော့လူမဖောက်တာဟဲ့ငါအတန်းဆရာမနဲ့တိုင်ပြောမှာနော်ပြောစင် 你要背哈，多背要你嘞，也吧呗哈，我来一个哈了没？稍微家里打哈，背要你嘞，多的你面没拿了面了，现在嘛不，你没拿那做啥标样，啊你现在嘛骗，好给都给你们拿不的，啊，谁也不敢打。你要等你的毕竟个手没有没，哪能真的没？哎，爸嘞，俺们爸妈都嘞，是，你爸妈老俺老大嘞嘿，俺们家妈的带表嘛喏，房不交了呢，အောင်妹，你呀房里边交等你个啦，他们来，我们个多的呀不，你找我家你个啦，嘿，把屁是哪里？把屁是哪里呢？就是。你要不要这个把这个盐杀你呢？现在怎么写？你要怎么样啦？比较不是啦，标你嘛啦。对呀，哎妈对啦哈。啊，那我讲，嘿，你们怎么样嘞？啊，这来哎嘛。啊，家们那发展要嘛喏，单交子，你也没有啊，分路边。你要哪里要爬山了？这老屋的山路走啊，无可能叫伊啥吧乌。cái khí gì sao tin em thế à tay thì sao bị lên bé quá mà lẽ chúng nó phải bé có tôm xanh máu chứ thế bé quá mà lấy luôn nhiều à ta mày chả mày tay vô mày chúng nó ta mày chả mày này tay vô mày hả thì cái vô cho mà chúng mà cái kêu xanh mà một của nó dưới phải nhà thêm mà một bảo đi vô mà tôi giấy nào về chứ nhà ra rồi đồ mèo đi lông nhà nó xin mày thả ghê lùi hà như trong tay à tại sự một việc anh này sẽ là một quả nó bơ vợ nó nụ liệt tầng mình mà lùi lên sang rồi tôi nghe thì tôi lại bảo gì tôi nghe một tòa nhà mình xin cái đồ sách đồ anh anh sẽ làm này ngắt cho mình nhau bắt chết của mình có tịch khải mà ngắt đi xem mà không mặt tất cả mà quỳnh thành bự ai đó ngào quỳnh thành mà chuyện này hey cái đó mà đấy
တန်းထဲမှာဝင်ထိုင်လို့ပြောနေအောင်တန်းထဲမှာတော့မထိုင်ဘူးဒါပေမဲ့ကျမဒီခုံမှာထိုင်နေကျေးဇူးဟဲ့အဲ့ဆရာမကိုလေငါ့ဆရာကြီးတော့မထိုင်ရညောင်လို့ထိုင်ရတာလေထိုင်စလို့ထိုင်တာပေါ့ရှင်အထူးစမ်းလို့ခေါင်းဝထိုင်တာဘာဖြစ်လို့ဟမ်ဒီခေါ်ရွှေချတာဟုတ်လားပြောကြစမမင်းရည်ပြမင်းဆာမပဲနိုင်ငါ့ဦးမနိုင်ဘူးတိလားမိဘခေါ်မှာရှင်မိဘခေါ်အောင်ကျမအမေသိသွားပြီရှင်ကျမပဲရှိရခေါ်တယ်လို့ဆိုရှင်လေလက်တီမှာတော့ခေါ်ရှင်လက်တီမှာမင်းတော့မရိုင်းတာပဲကျမမမရဘူးရှမ်းမမရနေငါလို့ဆရာတော်မရှင်နဲ့ပြောနေရဆိုတော့ညမဖြစ်နေဘာလဲဖြစ်ပါဘူးကျမလူဖြစ်နေုံလေးပါငါ့ကိုလေလူတိုင်းကငါ့ကိုဘလင်းကြီးဘလင်းကျင်နေကြတယ်ဘလင်းကြီးလည်းအရင်တက်ထားလိုက်အောင်နော်ပုံဆွဲအောင်လေဘာပုံဆွဲရင်ကောင်းမလဲမသိဟဲ့ဒီကောင်လုပ်လားလုပ်စမရှင်ကျမစာမလုပ်ဘူးအဲ့တော့ဘာဖြစ်စလဲဟဲ့အောက်ကြည့်လားဘာလဲအမေငေါ့နေဒီလေနဲ့ပြောရနေပြီဟမ်ရုပ်ကချစ်လူတော်မဝင်ရှင်နဲ့လာပြီးတော့ပြောနေတယ်နှစ်ပြားမတန်နင်းကဘာဖြစ်လို့ငါနဲ့တည့်ရမှာထိုင်နေလဲငါသင်ကြလို့ထိုင်မှာမဟုတ်တာဆရာမရတတ်မှတ်တယ်တော့ဆိုမှဆရာမကြည့်လို့မရတန်းလို့လောကရလူရငါမဟုတ်တာအင်းပြန်လာပဲကောင်းဟဲ့ဘယ်သွားမလို့လဲလူသားလုံးလို့ဆရာကြီးလူသားလုံးလို့နေရာတိုင်းမှာဆရာစနေနေနော်အဲ့ဒီမှာကျမတော့ဆရာအသက်ခံတဲ့လူမျိုးတွေမှာမပါဘူးဒီနေ့ကြောင်းတက်ရတာတိတ်အဆင်ပြေကွာကျောင်းအုပ်ကြီးအဖိုးကြီးရတယ်အဲ့နာမှာပဲပတ်ပတ်သွားနေဟိုကြည့်လို့မရကြားလာရှိတယ်ဟိုတခါကျောင်းနာကိုင်းနေကျောင်းသုံးရက်နာကိုင်းနေငါကြည့်လို့မရကြည့်ဟာအဲ့မသိစမ်းဟာအဖိုးကြီးအဲ့ထွက်ချင်မှာပဲစတယ်လာကကောက်တိုင်းပြီးတော့ပါအဲ့ညမှာရင်းစတယ်လာကပြီးဆုံးသွားတာဖြစ်ပါတယ်ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့် channel လေးကို subscribe လုပ်တာပြီးအောင်နော်ဒီဗီဒီယိုဒီပုံမြင်လေးရဲ့ကျင်ရတာတော့သူတပားကိုချစ်ချစ်ခင်ဆက်ဆံပြီးတော့အယောင်ရှိတောက်ပပဖြစ်နိုင်တဲ့မိတောက်ပပပန်းလေးတွေဖြစ်နိုင်ဖို့ပေါ့နော်စိတ်ထားကြည့်ကြည့်စဉ်အယောင်တောက်ပပရှင်ကြသွားကြပါရှင်အဲ့အကြောင်းလေးကိုစားပြုပါရဲ့အယောင်မရှိတော့ပန်းတပွင့်ပုံမြင်ဆုံးပါပြီ